Hello အားလုံးပဲစပလိုက်နမစကာဒီဗီဒီယိုလေးမှာတော့ရီစာဟောင်းမကောင်းကြောင်းမပြောကြပါနဲ့ဆိုတဲ့ခေါင်းစဉ်နဲ့ပြောမှမဖြစ်ပါရဲ့အဲ့ဒါကျတော့မပြောရှင်လဲဆိုလို့ရှိရင်လူအများစုမှာတာဘူးနေကြကြုံဘူးနေကြဘောနော်ချစ်သူရီစားတွေတွဲတဲ့အချိန်ကျတော့ချစ်လိုက်ကြတာမှအသေးလေးချစ်လေးမလေးပြောမနေနဲ့ကိုတွေရောခလေးတွေရောအမျိုးစုံပေါ့နော်တွဲတဲ့အချိန်ကျတော့ချစ်တယ်အဘကြားဘူးတယ်အဲ့လိုမျိုးလေကြားဘူးတယ်ဘယ်လိုနားလေးတောင်ချက်တယ်တိလားသူတို့ကကိုယ့်အချင်းမှအဲ့လိုမျိုးချစ်တယ်အဘတွေလုံနေကြတာပြီးတော့ခါကျတော့ဘလောက်ကြာတော့ဆိုလို့ရှင်တော့မလန့်နဲ့တော့မကြောက်တွဲလိုက်တာမှချစ်တဲ့အချိန်ကျတော့လေချစ်တယ်တဲ့ကွဲသွားတော့ခါကျတော့လေမုန်းသွားပြန်ရောအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောမှာပေါ့နော်လူတွေကချစ်တဲ့အချိန်ကျတော့ချစ်တယ်ဝေးသွားတော့ခါကျတော့ဘာလို့မုန်းကြတာလဲပြောလို့ရှင်တော့အလိုမကြလို့ကို့အလိုကို तू ကမလုတ်ပေးလို့မုန်းသွားတာနော်ချစ်ပြီးမှချစ်တဲ့အချိန်ချစ်တယ်လို့ပြောပြီးမှနောက်ကျတော့ခါကျတော့တငယ်ချင်းတွေကစကားပြောလက်စားနဲ့အရင်ကကောင်မလေးရောဘာညာသူ့နာမည်လေးအစားလေးဖော်လိုက်ရင်စားလိုက်ရင်များမပြောနဲ့အကောင်မောင်ကမုန်းတယ်အကောင်မုန်းတယ်မကြားချင်ဘူးနော်ပြက်ပြီးတော့ခါကျတော့မကြားချင်ဘူးတဲ့တွဲနေတော့ခါကျတော့နာမည်အစစကလုံးလေးကြားရင်တော့မရင်နေခုန်နေလိုက်တာများပြောနေတာများပြောမနေတော့နဲ့တက်လာပြောရှင်ကွဲလဲကွဲရောပြက်လဲပြက်ရောမကြိုက်တော့ဘူးနာမည်တော့မကြားချင်တော့ဘူးမြင်ချင်စိတ်တော့ဝေးပဲနော်ဘာကြောင့်မလို့ချစ်ပြီးလို့ချင်းရင်ဘာကြောင့်မလို့မုန်းသွားတာလဲဆိုတော့ချက်ဖို့ကောင်းတယ်တလားချစ်တဲ့အချိန်မှာကျတော့ချစ်တယ်လို့ပြောပြီးတော့ပြတ်သွားတော့ခါကျတော့ငါသူ့ကိုမုန်းတယ်မကြားချင်ဘူးအကောင်ကဘာညာပြလို့ရှိရင်လဲဆဲလိုက်တာများအမျိုးစုံပဲဆဲလိုက်တာတရိษံနေမကြံအောင်အကောင်ပလောင်လေးလဲစုံနေတာပဲသူတို့ဆဲလိုက်တာလေတကယ်တော့အဲ့လိုမျိုးမဆဲသင့်ဘူးမလှုပ်သင့်ဘူးမကောင်းကြောင်းမပြောသင့်ဘူးအကုန်လုံးကိုလိုက်ပြီးမှပြောနေတာဒီကောင်ကဘလို့ဒီကောင်ကဘာလုပ်ခဲ့တာဒီကောင်ကပတ်စံတော့ပါသွားတာဒီကောင်ကမင်းမပြတ်ဟိုကောင်ကလည်းနာဘူးဖုန်ကြောင်းနဲ့ဘာညာပေါ့နော်အဲ့လိုမျိုးအဲ့ထက်တော့ရိုင်းတဲ့စကလုံးတွေကိုတုံးကြတယ်နော်အဲ့လိုမျိုးသုံးတာကလေကိုနဲ့ကိုစဉ်းစားမိတာပေါ့နော်ကိုအလိုကြကိုရှစ်ပေးနေတဲ့အချိန်ကိုတယောက်ကိုအချိန်ပေးနေတဲ့အချိန်ကိုလိုချင်တဲ့အတိုင်းသူကနေပေးတဲ့အချိန်ကိုကကြတော့ပြုံးစီးနဲ့လေပျော်နေတာပဲပြီးတော့ခါကျတော့သူနဲ့လည်းပြတ်သွားရောကိုလိုချင်တဲ့အတိုင်းသူကမလုပ်ပေးဘူးဆိုတော့ကိုလိုရာကိုသူကမလုပ်ပေးလို့ကိုပုံဖော်တဲ့ပုံစံနဲ့သူကသူ့ကိုပုံမဖော်လို့မရတော့လို့တင်မလားသူကသူ့အနေနဲ့သူပဲသူ့ဘဝနဲ့သူပဲသူ့မှာသူ့ရဲ့ယူရချက်သူ့ရဲ့ပုံစံသူ့ရဲ့ခံယူချက်သူစတိုင်နဲ့သူပဲဟုတ်တယ်ကိုကသွားပြီးမှပြုတ်ပြင်ပေးလို့မရဘူးအခုကကိုလိုချင်တဲ့ပုံစံကိုဖော်ချင်တော့ဖော်လို့မရတော့အဲ့ဒါနဲ့ဒေါသတွေထွက်သွားပြီဒေါသတွေထွက်တယ်ပြီးလို့ရှင်မုန်းသွားတယ်နော်မရှိအကြောင်းအမျိုးမျိုးကြောင့်မုန်းတာလည်းဖြစ်နိုင်တယ်တစ်ဖက်လူကတကယ်ပဲတခြားတယောက်နောက်ကိုလိုက်သွားလို့လားလိုက်သွားလို့ရှင်လဲကိုကကောင်းနေပေးရနဲ့လိုက်သွားလို့ရှင်တော့အဲ့ဒါကသူ့မှာတစ္ဆာဖောက်တဲ့လူပေါ့နော်သူ့ရဲ့ဗီဇာနဲ့သူလုပ်တာဆိုတော့အဲ့တိုင်းပဲစဉ်းစားပြီးတော့လွတ်ထားလိုက်ပြီးမှစောတကမတက်နဲ့လိုက်ပြီးမှအပြည့်မပြောတော့နဲ့ထားလိုက်တော့ပြလို့ရှင်တကယ်ပဲကို့မှာလိုအပ်ချက်ရှိခဲ့လို့လားကိုကလိုအပ်ချက်အမျိုးမျိုးရှိနေနိုင်တယ်နော်လူတိုင်းကတော့မပြည့်စုံနိုင်ဘူးဒါပေမဲ့တကယ်ရှိတဲ့လူကအဲ့ဒါကိုလည်းဖြစ်တွေးပေးတယ်နားလည်းပေးတယ်နားမလဲပဲနဲ့ထုတ်တိုင်းတော့တကယ်မရှိလို့ပဲယူဆလိုက်ပေါ့အဲ့လိုပဲယူဆလိုက်တော့နော်ပြလို့ရှိရင်အများစုမှာကြားဖို့တာတချို့ယောက်ျားလေးတွေရှိတယ်ဆိုရှင်အတနာခန့်ချင်တာလေမင်းကလေးတယောက်စီကိုသွားပြီးတော့လေကိုကမမေးပဲနဲ့သူကလေငါအရင်တော့ရီးစားထားတာသူကယောက်ျားယူသွားပြီပတ်စံရှိတဲ့နောက်ကိုလိုက်သွားတယ်သူကပတ်စံမတ်တယ်တင်မလားကိုထားခဲ့တယ်ဘာညာနဲ့အသက်ကွဲလာ feel ပြတာပေါ့နော်တကယ်တော့သူတို့တကယ်ဖီးရှင်းမှာလဲ feel မှာကွာဒါပေမဲ့သူတို့ကတစ်ဖက်လူကိုပျော့သွားအောင်
ပြောပြီးမှတနာရှင်နဲ့ကိုပြန်ရှစ်လာမလားကစားတာလဲ့စားတာယောက်ျားလေးတွေရဲ့မာယာလေးလဲ့စားတာတိလားကိုပြန်ချစ်လာမလားစိတ်ဝင်စားမလားတနာရှစ်မာလားတိလားတနာလာမလားတချို့တွေကတနာပြီးတော့ရှစ်တာလေးရှစ်လေးအဲ့တော့ခါကျတော့သူတို့အဲ့အားတွေကိုမျောပြီးတော့လေကိုကမမေးဘဲနဲ့တောင်မှတခြားကောက်မှလေးတွေရင်ကောင်းကြောင်းလာပြောနေတယ်သူတွဲခဲ့တဲ့သူရှစ်ပါတယ်ဆိုမှတွဲခဲ့တဲ့လူကိုတောင်မှကိုနားလာပြီးအတင်းအဖျင်းလာပြောတယ်သူကဘလို့မေးမမျိုးပါဆိုပြီးမှလာပြီးမှပြောတယ်ဆိုကနေကတိလိုက်တော့ဒီလူကမကောင်းတဲ့ယောက်ျားပဲယောက်ျားကောင်းဆိုလို့ရှိရင်ဘယ်သူမှလာမပြောဘူးတကယ်အဲ့ဒီကောင်မလေးကသူတွဲခဲ့တဲ့ကောင်မလေးကတကယ်ပဲပြက်စီးနေတယ်မိမဖြစ်နေတော့မှ तू ကဘာမှပြောမှမဟုတ်ဘူး तू ကလည်း तू အေးစင်းနေမှလေ तू နဲ့မှမဆိုင်တော့တာ तू ပြောစရာလည်းမလိုတော့ဘူးဟုတ်တယ်မလားပြီးလို့ရှိရင်မင်းကလေးလည်းအတိုင်းပဲဟုတ်တယ်တကယ်လို့စစ်သူကြီးစား2ယောက်မှတွဲလိုက်လို့အရင်ကအကြောင်းနည်းနည်းပပတင်မလားပြောလိုက်တီရှိတော့ဥမာကိုရဲ့အတွေ့အကြုံအရာပြောတာအဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းပပပြောတာဆိုလို့ရှိရင်ကိုမသိတဲ့နေရာမှာလဲ तू ကပြုပြင်ပေးမယ်ပေါ့နော်ကိုကဘယ်လိုခံစားချက်ရှိတာဆိုတဲ့အကြောင်းကိုလဲ तू ကနားလဲတော့အောင်ပြောပြတဲ့ပုံစံမျိုးနဲ့အရင်ကဖြစ်ပျက်ခဲ့တဲ့အတိတ်မှာထားခဲ့တဲ့ရည်စားဟောင်းအကြောင်းပြောပြရင်တော့ဒါနည်းနည်းတော့တည်းလိုအပ်မှတော့မဟုတ်ဘဲနဲ့တချို့လူတွေကတွဲနေတော့မှအရင်ရေးစားကငါ့ကိုဘယ်လိုချစ်တာ तू ကဘာပန်းစည်းတွေလာပေးတယ်ဘယ်နေရာတွေခေါ်သွားတယ်နင်ကဘာမှမလုပ်ပေးဘူးအဲ့လိုမျိုးပဲတခြားမင်္ဂလေးနဲ့ပတ်သက်ပြီးတော့လေအရင်တော့ကောင်မလေးကငါ့ကိုဘာလုပ်ပေးတယ်ဘာညာလုပ်ပေးတယ်နင်ကဘာမှလည်းမလုပ်ပေးဘူးဘယ်မှလည်းမခေါ်သွားဘူးနင်ကလာလည်းမတွေ့ပေးဘူးအဲ့လိုမျိုးတွေနိုင်ရှင်ကြတယ်မနော်အဲ့လိုမျိုးလည်းမရှင်နဲ့လူတိုင်းကကိုယ့်ပုံစံနဲ့ကိုနေတာကိုယ့်ပုံစံနဲ့ကိုပဲနေတယ်ဟုတ်တယ်အဲ့တော့ကျွန်တော်တော့မရှင်နဲ့တော်ပြီးမှလည်းမချင်နဲ့ပြလို့ရှိရင်မင်းကလေးတယောက်ပဲဖြစ်ဖြစ်ယောက်ျားလေးတယောက်ပဲဖြစ်ဖြစ်တွဲပြီးမှအပြစ်လာမပြောနဲ့တခြားလူတွေကိုတော်ပြီးမှမလို့အဲ့ပဲနဲ့အတင်းအဖြစ်တွေတွားမပြောနဲ့ဘယ်သူမှကိုယ်တနာပြီးမှချစ်မှာမဟုတ်ဘူးကိုယ်ပဲအပြစ်မြင်မှာတဲ့လားတနာပြီးတော့ရှင်းတဲ့လူရှိရင်လည်းရှိမှာပေါ့ကိုယ်တိုင်မှကြုံဘူးလေကိုယ်လေအရင်တော့တွဲခဲ့တဲ့လူတွေရဲ့အကြောင်းလာပြောပြီးမှလေကိုယ်ကလည်းအော်တနာလိုက်တာနောက်ခါကျတော့ဘလော့လို့ဖြစ်တယ်ဘာဖြစ်လို့လဲဆိုလို့ရှင်ကိုနဲ့ဘာမှမဆိုင်တဲ့ယောက်ျားလေးကိုရှစ်တဲ့လူလည်းမဟုတ်ဘဲနဲ့ဘာကြောင့်နားထောင်ပေးရမှာတော့ပြီးလို့ရှင်အချိန်ပဲကုန်တယ်ကိုမကြီးရေးလိုက်ရှိနေမယ်ဆိုလို့ရှင်တော့ကိုရဲ့အချိန်ကတခြားသူ့ကိုပေးဖို့လိုတယ်လေနော်တခြားကိုနဲ့မဆိုင်တဲ့လူဆိုလို့ရှင်တော့လုံးဝစကားမပြောတီးတဲ့လူဆိုလို့ရှင်ကနားထောင်ပေးလိုက်တယ်ပြန်လိုက်တယ်အချိန်မတီးဘူးဆိုလို့ရှင်တော့မပြန်ဘူးနားလည်းမထောင်ဘူးတခါကျရင်အမျိုး disturb တွေအရင်များတယ်အနောက်ချက်တွေအရင်များတယ်ကျော်ကိုကဥမာထားလိုက်တော့ကိုကရေးစားထားတဲ့လူပဲထားလိုက်တော့ရေးစားထားနေကိုမှရေးစားရှိတယ်ဆိုရှင်ဖုန်းထဲမှာ message ဝင်လာပေါ့တင်းတင်းဆိုကိုကရင်ခုန်နဲ့တွားကြည့်တဲ့ခါကျတော့ကိုမျောတဲ့လူကဟုတ်မနေဘူးတခြားလူတွေဖြစ်နေဖုန်း call လာတော့ခါကျတော့တွားကြည့်တော့ခါကျစိတ်လောက်ရှားသွားတယ်တွားကြည့်တော့ခါကျတော့ကိုမျောတဲ့လူကမဟုတ်ဘူးတခြားလူတွေကဖြစ်နေတာအဲ့တော့ခါကျတော့ကြာလာတော့စိတ်မရှိတော့အရင်စိတ်ပြတ်သွားတော့ခါကျတော့အကုန်လုံးဘလော့လိုက်တယ်ဘလော့လိုက်တော့ခါကျတော့အခုချိန်မှာဆိုဘာ message မှလည်းမလာတော့ဘသူဟာမှလည်းမလာတော့ဘူးနော်အိမ်ကလူတွေကလွှဲရင်ဘသူဟာမှမလာတော့အဲ့လိုမျိုးဘလော့ထားတာပြောချင်တာတော့ပျောက်သွားတယ်ပြောချင်တာတော့ဘယ်နေရာတွေရောက်သွားလဲမသိဘူးအဲ့ဒါပဲပေါ့နော်ကိုချစ်တော့ကတော့ချစ်တယ်ပြတ်သွားပြီးမှသူ့အပြစ်ပြောနေတယ်ပြီးလို့ရှိရင်အတင်းနဲ့လိုက်ခုန်နေတယ်ဆိုလို့ရှိရင်တော့တိတာတယ်လုံးဝတိတာတယ်ကိုကတကယ်ချစ်တာလည်းမဟုတ်တယ်လို့ပြီးလို့ရှိရင်ကိုလိုချင်တဲ့ပုံကိုသူ့ကိုပုံမသွင်းနိုင်လို့ကိုလိုချင်တဲ့ပုံစံကိုမသွင်းနိုင်လို့ကိုအလိုမကြတော့လို့တက်မလားအဲ့တော့အကြောင်းမလို့လိုက်ပြီးမှပြောတယ်ဆိုတာလုံးဝတိတာတယ်တကယ်ချစ်တဲ့လူတွေကကြတော့ဘယ်လိုရှိလဲဆိုလို့ရှိရင်တကယ်ချစ်ပြီးတော့တချို့လူတွေကတကယ်ချစ်တာပြီးလို့ရှိရင်အပြစ်မမြင်တဲ့လူတက်မလားရိုးသားတာလို့ပဲခေါ်ပေါ့အပြစ်မမြင်ချင်တာလို့ပဲပြောအပြစ်မမြင်ရက်တာလို့ပဲပြောဒါမှမဟုတ်နားလည်းမို့အပြစ်ရှိတယ်လို့ပဲပြောချင်တယ်လို့ပြောလို့ရတယ်ပေါ့နော်တချို့လူတွေကကြတော့တကယ်ချစ်လို့လည်းဖြစ်နိုင်တယ်အပြစ်မမြင်လို့လည်းဖြစ်နိုင်တယ်နားလည်းပေးလို့လည်းဖြစ်နိုင်တယ်ကိုအဲ့မျိုးထားခဲ့မယ်ဆိုလို့ရှင်တော့ကိုယ့်အပေါ်မှာတစ္ဆာဖောက်မယ်ဆိုလို့ရှင်တော့ကိုကသူ့ကို
သူ့ဖက်မှာရက်တီပေးနေတယ်ဘယ်လိုပြောမှလို့ဆိုရင်တခြားလူတွေကကိုလာပြောလိုက်မယ်ကိုတွဲနေတယ်ရှင်မနင်ပြောတော့နင်ကောင်မလေးကဘယ်လိုဆိုနင်ကောင်လေးကဘယ်လိုဆိုပြောတော့အခုကခံလိုက်ရပြီမလားအဲ့လိုမျိုးလာပြောလို့ရှင်မဟုတ်ပါဘူးသူ့ဟာနဲ့သူပါဘယ်လိုအပြစ်လိုက်ပြီးမှသူတို့နဲ့ရောပြီးတော့အေးဟုတ်ပါသူကတော့ဘာမှမသိဘူးအကောင်ပါညာဆိုမှလိုက်ဆဲတော့မှာပေါ့နော်အဲ့လိုမျိုးမဆဲကြဘူးလို့တချို့လူတွေကမဆဲတဲ့အပြင်သူ့အကြောင်းနဲ့သူရှိမှာပါဘာမှမဖြစ်ပါဘူးအဲ့လိုမျိုးဖြစ်တွေးတယ်ပေါ့နော်သူ့ဖက်မှာရက်တီပြီးတယ်သူ့ကိုအကာအကွယ်ပြီးတယ်ပေါ့နော်အကာအကွယ်ပြီးတယ်တချို့လူတွေကပြောကြတယ်ကိုကအကာအကွယ်ပြီးတဲ့အချိန်ဆိုရင်တချို့လူတွေကပြောကြတယ်နင့်ကိုအဲ့လောက်ထိလှုပ်သွားတာတော့မှနင်ကအခုချိန်ထိသူ့ဖက်ကရက်တီပြီးနေတော့မယ်ပေါ့နော်တဲ့ရက်တီပြီးနေတော့မယ်နော်အကာအကွယ်ပြီးနေတော့မယ်နော်တဲ့အဲ့လိုမျိုးတွေလည်းကြားဘူးတယ်အဲ့လိုမျိုးတွေလည်းကြားဘူးတယ်ပြီးလို့ရှိရင်တကယ်ချစ်တဲ့လူတွေကလည်းနားရဲ့ပြီးကြပါတယ်လက်လွတ်လိုက်တယ်အပြစ်မမြင်တော့ဘူးမမြင်ရက်လို့လည်းဖြစ်နိုင်တယ်ပြီးလို့ရှိရင်တချို့လူတွေကဟုတ်ပါတယ်သူကတခြားအကြောင်းအရာရှိနေတာလားဒါမှမဟုတ်နောက်တစ်ယောက်ပေါ်လာလို့လားအဲ့လိုလဲတွေးရင်တွေးနိုင်တယ်ဒါမှမဟုတ်တချို့လူတွေကအရင်ယုံကြည်ရနောက်တစ်ယောက်တော့မဟုတ်တော့ဘူးသူ့မှာတခြားအကြောင်းရှိလို့ပဲနေမှာပါဥမာသူ့မှာအချိန်မပေးနိုင်လို့လားဒါမှမဟုတ်သူ့မှာတကယ်ပဲအိမ်မက်တွေမန်ချက်တွေကြီးနေလို့ကိုကသူ့ရဲ့ဦးစားပေးမဟုတ်နေလို့လားဒါမှမဟုတ်ငါတို့နှစ်ယောက်တကယ်ပဲမဖြစ်နိုင်လို့လားအဲ့လိုမျိုးတွေးရပါတော့တို့နှစ်ယောက်ကတကယ်ပဲမဖြစ်နိုင်လို့လားအဲ့မျိုးတွေးပြီးတော့ထားလိုက်ပါတော့ဒါကတော့သူ့ရဲ့ရွေးချယ်မှုပဲဘာမှမဖြစ်ပါဘူးကောင်းပါတယ်လေအဲ့လိုမျိုးတွေးတယ်ပြီးလို့ရှိရင်တခါအဲ့လိုမျိုးတွေးတယ်ပြီးလို့ရှိရင်ကိုယ်မချစ်တဲ့လူကိုဆုံရှုံလိုက်ရတာဘာမှမဖြစ်ပါဘူးလေတကယ်လို့ငါကတာသူ့ကိုရွေးချယ်လိုက်ခဲ့တဲ့ရှိတော့ငါကသူ့ကိုအရင်ချစ်တဲ့လူကငါဖြစ်နေတော့ခါကျတော့ဥမာမင်္ဂလိတယောက်အနေနဲ့ဆိုရှင်တော့ကိုဖြစ်နေလို့ရှင်တော့အရင်ခံစားရခက်တယ်ပေါ့နော်တကယ်ရှိတဲ့လူတွေကလေတမာတာပြော့တာကအစားလိုက်ပြီးမှခံစားတတ်တယ်မျက်ရည်ကျတယ်မင်္ဂလိတွေကလည်းအရင်ခံစားတတ်တယ်နော်ပြီးလို့ရှိရင်ကိုကတကယ်ပဲသူ့ကိုရွေးချယ်ခဲ့တည်ရှိတော့သူကလည်းကိုရွေးချယ်ခဲ့တည်ရှိတော့ဒါပေမဲ့ကိုကပဲပေးဆက်နေရတဲ့လူကိုကပဲရှစ်ပေးနေရဂရုစိုက်ပေးနေရတဲ့လူဆိုရှင်စိတ်လည်းအရန်ပင်ပန်းတယ်လို့သူကကိုတကယ်ချစ်တာဟုတ်ရှင်မဟုတ်မှာဒါပေမဲ့ကိုကောင်းတဲ့ထင်လို့ရွေးချယ်လိုက်တာလေဖြစ်ကောင်းဖြစ်နေနိုင်တယ်ဒါပေမဲ့သူကကိုတကယ်မရှိဘူးဆိုရှင်အပြင်ပိုင်းမှာလိုက်ချတော့မှတေးချတဲ့အပြင်ပိုင်းမှာလိုက်ရှာမှတေးချတယ်ကိုမရှိဘူးဆိုရှင်သူ့မှာကိုနဲ့တွဲပြီးမှလည်းနောက်တစ်ယောက်ပေါ်လာနိုင်တယ်သူတကယ်ရှိတဲ့လို့ခံစားရတဲ့လူတချို့လူကကိုတကယ်ကိုတကယ်ရှိလားမရှိလားမသိဘူးရောင်တောင်ဖြစ်နေတယ်အဲ့ဒီအချိန်မှာကိုကတစ်ယောက်နဲ့တွဲနေတယ်ဒါပေမဲ့ကိုကစိတ်ပါသွားတာနောက်တစ်ယောက်ကိုမတိကြတာလေတကယ်ရှိလားမရှိလားမတိကြတာဟုတ်တယ်အဲ့လိုမျိုးဖြစ်တတ်တယ်အဲ့တော့ခါကျတော့ကိုအိမ်တောင်ပြုတ်လိုက်တယ်ဒါမှမဟုတ်ကိုနဲ့တွဲလိုက်တယ်ဒါပေမဲ့ तू တကယ်ချစ်တယ်လို့ခံစားရတဲ့လူကနောက်မှပေါ်လာလို့ရှိရင်ကော तू ကအသေးချာပေါက်ဖောက်ပြန်မှာတကယ်လို့ကိုယူထားပြီးမှဖောက်ပြန်သွားပြီဆိုလို့ရှိရင်ကိုတကယ်ချစ်တဲ့မင်္ဂလေးပဲမင်္ဂလေးဆိုရင်ကိုကမင်္ဂလေးဆိုတော့မင်္ဂလေးအနေနဲ့ပြောမှာပေါ့နော်မင်္ဂလေးဆိုလို့ရှိရင်တော့ကိုကလက်မလွတ်နိုင်ဘူးမင်္ဂလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်တချို့လူတွေကလုံးဝလက်မလွတ်နိုင်ဘူးအဲ့တော့ခါကျတော့မပြတ်သားနိုင်ဘူးနော်ရှစ်တယ်မဆုံးရှုံးရှင်ဘူးဆုံးရှုံးရမှာအရင်ပဲကြောက်တယ်တခါကျရင်ကြောက်စိမ့်နဲ့ရှင်တန်ရတာလေရှင်တန်ရတာနဲ့မတူဘူးတိလားကြောက်စိမ့်နဲ့ရှင်တန်ဘူးတဲ့လုံးဝအကြိုက်ရှိအခု20နှစ်ရှိပြီဒီအချိန်ကဒီအချိန်ကိုရောက်ခါနေထီပေါ့နော်19နှစ်ထိကြောက်စိမ့်နဲ့ရှင်တန်ခဲ့တာငယ်ငယ်တော့ပြောဘူးရှိပြီမှာပြောဘူးပါတယ်နော်တငယ်ချင်းကိုကြောက်ရတာတခုအနိုင်ကျင့်ခံရတော့ပြီးရင်အေးကမိဘတွေကိုကြောက်ရတာတခုဆရာသမားတွေကိုကြောက်ရတာတခုဘာမှမလုပ်ဘဲနဲ့လည်းကြောက်နေရတယ်စာမရလို့ရိုက်ခံမှလည်းကြောက်နေတယ်အဲ့လိုမျိုးအရင်ကြောက်စိတ်ဒါမှမဟုတ်လူတယောက်ကိုဆုံးရှုံးရမှလည်းကြောက်တယ်လူတယောက်ကိုဆုံးရှုံးရမှကြောက်တာကပို့လို့တောင်မှခံစားရခဲ့တယ်ပေါ့နော်ကြောက်စိတ်နဲ့ရှင်တန်ရတာကရှင်တန်ရတာနဲ့မတူဘူးရှင်တန်နေတဲ့လူကိုမခံစားရဘူးပေါ့နော်အဲ့ကြောင့်မို့အဲ့လိုမျိုးရှင်တန်ရတဲ့တနာဖို့ကောင်းတယ်ဆုံးရှုံးမှကြောက်တယ်ပြလို့ရှိရင်လည်းသူကဖောက်ပြန်နေတာသိရင်တော့မသိတယ်လို့နေလိုက်တယ်ဒါမှမဟုတ်လို့ရှင်လဲတောင်းမှန်တယ်ကတော့တယ်ကိုနာကိုပြန်လာအောင်လို့လေသူတို့ကသူရဲ့မာနတွေကိုရိုက်ရှိုးထားတာပြလို့ရှင်ကိုဖောက်ကိုပြန်ပါလာအောင်အမျိုးလုပ်တယ်ဒါပေမဲ့လုပ်လို့မရအောင်ကိုမချစ်တဲ့လူကိုကဘာမှသွားလုပ်လို့မရဘူးနော်လွတ်ထားပေးတာအကောင်းဆုံးဒါပေမဲ့ကိုစိတ်ကိုနိုင်အောင်ထိန်းပြီးတော့ပြတ်သားဖို့တော့လိုတာပေါ့နော်ပြတ်သားဖို့လိုတယ်
ပြီးရင်ကိုကိုတန်ဖိုးထားရကြတယ်ကိုကိုမလို့လာတဲ့အရက်ကနေထွက်ခွာသွားတာကကိုကိုတန်ဖိုးထားတာပါပဲနော်ကိုကိုတန်ဖိုးထားကိုကိုဦးစားပေးပါကိုကိုချစ်ပါသူကကိုမချစ်ဘူးဆိုရင်ထားလိုက်တော့ဘာမှမဖြစ်ဘူးကိုကိုချစ်ဖို့လိုတယ်သူ့ကိုဆုံးချုံလိုက်ရတာကပြဿနာမဟုတ်ဘူးကိုဆုံးချုံလိုက်ရတာကတကယ့်ကိုအကြီးအကျယ်ပြဿနာပဲတဲ့လားတချို့တွေကကြမ်းမိုက်လည်းဂရုမစိုက်တော့ဘူးဖြစ်တယ်လို့နေဖြစ်တယ်တွေးနေစိတ်ဓာတ်တွေကျပြီးမှဟိုအောက်ဆုံးထိပဲဘာမှမလုပ်နိုင်တော့ဘူးဒီထက်ပိုမှရှင်းမဆက်နိုင်တော့ဘူးခံစားချက်ကအဲ့ဒီလူစီပဲဝိတ်လင်နေတာသူနေလဲသူညလဲသူအိမ်မက်ထဲမှာလဲသူမနဲ့လဲသူနဲ့ဒီခံစားချက်နဲ့ယုံမထွက်နိုင်ဘူးပေါ့နော်ဒါတော့အသေးကွဲပူးတဲ့လူတိုင်းတကယ်ချစ်ပြီးမှကွဲပူးတဲ့လူတိုင်းတိမှာပါတချို့လူတွေကအပေါ်ရမဲ့ feel ပြတာလို့မျိုးလေတကယ်တော့ဟိုမှာရေးစား3-4ယောက်ရှိတယ်တယောက်နဲ့ပြက်ပြီးတော့ feel ပြနေတာပြက်သွားတဲ့လူကိုလေ feel ပြတယ်အော်သူငါ့ကိုချစ်တာပဲလို့ခံစားရအောင်ပဲလုပ်နေတာလားဘာလုပ်နေရလဲတော့မသိဘူး feel တာပေါ့နော် feel တဲ့ထဲမှာတော့မော်လဲပါတယ်ဒါပေမဲ့ဘလို့ feel လဲဆိုရှင်တော့တရှင်းကြိုက်လို့ feel လိုက်တာတရှင်းကြိုက်လို့ feel လိုက်တာငယ်ကနေ feel တဲ့ရေးစားမရှိကနေရလေတရှင်းဆိုလုံးဝနားမထောင်တရှင်းနားထောင်လို့ရှင်တစုံတစ်ယောက်ကိုနေရာဒီလေယူတိုက်တယ်ဆိုတဲ့အတိုင်းပဲတယောက်ကိုလွမ်းနေသလိုခံစားရတယ်တကယ်ဘယ်သူလွမ်းလို့လွမ်းမှန်းကိုမသိတာနော်ခံစားချက်တမျိုးလေးဖြစ်စေတယ်အဲ့ကြောင့်တရှင်းနေနဲ့ဝေးပဲနေတယ်အဲ့ကြောင့်တရှင်းအဆိုတော်တွေတရှင်းနဲ့ပတ်သက်ပြီးတော့တိတ်မှမသိဘူးသူများတွေဖွင့်ထားလို့ကိုနားထဲရောက်လာလို့တီးတာအဲ့လောက်ပဲရှိတယ်ပြီးရင်ကိုယ့်နဲ့ကိုနားထောင်လာဆိုလို့အခုမှအောက်တယ်အဲ့တော့မှဆေးဘိုးအထက်တောင်ရှိမှမထင်ဘူးအရန်ရှားတယ်ပေါ့နော်တရှင်းနားထောင်တာအရန်ရှားတယ်ဆိုတော့ဘယ်နဲ့ရောက်သွားလဲခံစားတယ်ပြီးရင်ရုံမထွက်နိုင်ဘူးအဲ့ဒီခံစားချက်ကနေကိုနှိမ့်ဆက်တယ်နော်သူကကိုမချစ်လို့ထားခဲ့ပြီးဆိုမှတော့ကိုအတွက်ကိုရှိနေပြီဖို့လို့ပဲလေကိုအတွက်သူမရှိပေးနိုင်ဘူးဆိုလို့ရှင်ကိုအတွက်ကိုရှိဖို့လို့ပြီးကိုအတွက်ကိုမရှိဘူးဆိုရှင်သွားပြီးတေးလိုက်တော့လို့ပြောလို့ရတယ်နော်တချို့လူရတကယ်ပဲတေးလိုက်ကြပါတယ်အဲ့လိုလည်းမလုံးနဲ့လေကိုအတွက်ကိုရှိဖို့လို့တယ်ကိုအတွက်ကိုမမရက်တီးပေးဖို့လို့တယ်ကိုမရှိတဲ့လူတော့မှကိုကသူကတော့ကောင်းပါတယ်ဆိုမှသူ့ကိုထောက်ခံနေတာရက်တီးနေတာကိုအတွက်ကြတော့ကိုအလောက်လေးတော့မလုံးနိုင်ဘူးလားကိုပြန်စဉ်းစားဖို့နော်အဲ့လိုပါပဲဒါပဲပြန်ပြောချင်တယ်ချစ်ပြီးမှချစ်နေတဲ့အချိန်ကျတော့ချစ်လိုက်တာပြတ်သွားပြီးမှမမုန်းနဲ့နော်တချို့လူရရှိတယ်ပြတ်သွားပြီးလို့ရှိရင်ပြန်ပြီးမှမပတ်သက်တော့ဘူးโอเคမပတ်သက်တာကောင်းတယ်နော်ပြန်ပြီးမှမပတ်သက်နဲ့ဒါပေမဲ့မပတ်သက်ချင်တာကမုန်းလို့မပတ်သက်ချင်တဲ့လူတွေလည်းရှိတယ်ဒါမှမဟုတ်ကိုကနာကျင်ရလွန်းလို့ကိုကတော့မရွေးရှေ့တော့ဘူးကိုပဲရွေးရှေ့တော့မယ်လို့ဆုံးဖြတ်ချက်ခိုင်မာသွားလို့မပတ်သက်ရှင်တော့တာလည်းရှိတယ်ကိုနာကျင်စီလို့မပတ်သက်ရှင်တာရှိတယ်အဲကြောင့်မလို့မပတ်သက်ရှင်တဲ့ထဲမှာတော့ပါပါစေဒါပေမဲ့မုံလို့မပတ်သက်ရှင်တာထက်ဥပိ္ပခပြုလိုက်တဲ့ပုံစံမျိုးနဲ့မပတ်သက်တာပုံမှန်ကောင်းတယ်နော်မကောင်းကြောင်းကြတော့မပြောနဲ့ကိုတိတ်ခါကိုချတာကြတယ်နော်ကိုကသူများရဲ့မကောင်းကြောင်းပြောနေရဆိုလို့ရှိရင်လူတွေကကိုကအထင်မကြီးဘူးသူများမကောင်းကြောင်းပြောလို့ရှိရင်သူတို့စိတ်ထဲမှာအိုးဒီလူကတော့ငါမကောင်းငါနဲ့တွဲပြီးရင်လည်းငါရဲ့မကောင်းကြောင်းတိတ်ချပေါက်ပြောမှာပဲလို့ပဲတွေးမှာနော်ကိုတန်ဖို့ကိုချရကြတယ်အဲကြောင့်လူသူများအတင်းပြောတဲ့လူကိုမယုံနဲ့ဆိုတာကြားဘူးမှာပါနော်မောလည်းမယုံဘူးသူများအတင်းပြောတဲ့လူကတေချာဘက်ကိုအတင်းလည်းပြောမှာပဲလုံးဝတေချာတယ်100%တေချာတယ်သူများအတင်းကိုပြောနေတယ်သူများရဲ့မကောင်းကြောင်းသူများရဲ့အိမ်တွင်းကိစ္စသူများရဲ့ပုတ်ပြတ်နေတဲ့အကြောင်းအရာတွေကိုကိုယ်လာပြောတဲ့ဆိုကနေကသူများဖြစ်တာကိုမဖြစ်ဘူးမဖြစ်တဲ့ဟာကိုဖြစ်တယ်လို့ပြီးမှပြောနေတဲ့လူနဲ့ပတ်သက်နေတဲ့၍မပတ်သက်ရင်တော့မှကိုကပြောခင်ရတဲ့အချိန်လေးရှိတယ်နော်အဲ့လိုမျိုးလူတွေနဲ့ဝေဝေးနေတာပဲကောင်းတယ်သူစကားနားထောင်ပေးနေတော့မှနားမထောင်တော့ပဲကောင်းတယ်အဲ့လိုလူတွေကလေသူစကားနားထောင်ပေးနေအင်းဟုတ်လားငါမသိဘူးဆိုရင်တော့မှလေ तू ကသူများအကြောင်းကိုစီလာပြောမယ်အဲ့ဒီအကြောင်းကိုပဲတိလာသူလေးနဲ့အကြောင်းနဲ့ပတ်သက်တခြားလူစီပြန်တော့မှတိလာသူလေးနဲ့အကြောင်းနဲ့ပတ်သက်ပြီးဘယ်လိုပြောတာဒီလိုပြောတာမဟုတ်တဲ့ဟာကိုပြန်ပြီးမှဟိုဘက်ကိုပြန်တော့မယ်နှစ်ဖက်ချုံမနော်စမှုစား
3ဖက်ချုံ4ဖက်ချုံချုံနိုင်တော့သူတို့ကချုံမဲချုံနိုင်တော့လားတခြားဘာမှမလုပ်နိုင်တော့နော်အဲ့တော့ကျတော့တေချာပေါက်ကိုရမကောင်းကြောင်းလည်းပြောမှာအဲ့ဒီလူတွေနဲ့ဝင်းနေနော်လုံးဝမလွဲမတာလုံးဝတိုက်ရိုက်တွေ့နေတယ်ဆိုရှင်တော့မှဖုံးကင်မှဖုံးတယောက်ကိုခေါ်တာဒါမှမဟုတ်အလုပ်ကိစ္စရှိတယ်ဆိုမှအပြင်ထွက်တာအဲ့လိုမျိုးတခြားရွေးချက်ရှင်စီရွေးချက်ကြိုက်တဲ့ဟာရွေးပိုက်စားပြီးလို့ပဲပြောအိမ်နာသွားမယ်လို့ပဲပြောအပြင်သွားမယ်လို့ပြောဘာပဲပြောပြီးမှလေထွက်ခက်မနေနဲ့အဲ့ဒီနေရာမှာအတင်းတုတ်တဲ့နေရာမှာမနေနဲ့တချို့လူတွေကအတင်းတုတ်တာတော့မဟုတ်ဘူးဒါပေမဲ့တီးစေရှင်လို့သင်္ကန်းစာအနေနဲ့ तू ကတော့ဒီလိုမျိုးလှုပ်လိုက်တာအဲ့တော့ကျ तू ကဒီလိုမျိုးမာခဲ့တဲ့အတွက်ကြောင့်မလို့ तू ကနောင်တရတယ်ပြီးလို့ရှင် तू ကဘယ်လိုတွေပြင်လိုက်တယ် तू ဘဝမှာဘာတွေကြုံတွေ့ခဲ့တယ်तू ကတော့ဘယ်လိုစိတ်နေစိတ်ထားရှိတယ်အဲ့လိုမျိုးနေတာလည်းမဟုတ်ဘူးမြင့်ပြီးမှပြောတာလည်းမဟုတ်ဘူးကဲရတာလည်းမဟုတ်ဘူးအတင်းခုတ်တာလည်းမဟုတ်ဘူးဒါပေမဲ့တီးစေရှင်လို့ဥမာတခြားလူတွေကအမားနဲ့ကိုကသင်္ကန်းစာရတယ်ဆိုလို့ရှင်ကောင်းတာပေါ့နော်အဲ့လိုမျိုးပုံစံနဲ့ဘဟုတုတအနေနဲ့သင်္ကန်းစာအနေနဲ့ပြောပြလိုက်တာအဲ့ဒါကတော့နားလဲလို့ရတယ်ပြီးလို့ရှိရင်တချို့လူတွေကသင်္ကန်းစာအနေနဲ့ပြောတယ်တချို့လူတွေကကျတော့မဟုတ်တော့ကတွေနေပြီးမှပြောတယ်အဲ့ဒါကသူတို့ပြောတဲ့ပုံစံကိုကြည့်ပြီးမှသူဘယ်လိုစိတ်နဲ့ပြောနေတာလဲဆိုတာခွဲခြားသိနိုင်တယ်ဒီလောက်ကတော့ခွဲခြားပြီးတော့သိလို့ရတယ်မကောင်းတဲ့လူတွေကလူတယောက်ရဲ့မကောင်းတဲ့ဟာကိုပဲကွက်ပြီးတော့မြင်တယ်နော်ကောင်းတဲ့လူတွေကသူ့ရဲ့မကောင်းကွက်ကိုထက်သူကကောင်းနေဆိုတာကိုလည်းမြင်တယ်တချို့လူတွေကအတင်းပြောရနော် तू ကဒီလိုနေမကောင်းဘူးဘာညာမကောင်းဆိုရှင်အဲ့လိုနေမှာမကောင်းတာဖြစ်ရင်ဖြစ်နိုင်မှာပါဒါပေမဲ့ तू ကငါ့ပုံမှာတော့ကောင်းတယ် तू ကတော့ဘယ်လိုစိတ်ထားရှိတယ်ဘယ်လိုနှုတ်ညံ့တယ် तू မှာတော့ဒေါသကြီးတာတခုပဲတခြားဟာတွေတော့ तू အကုန်ကောင်းတယ်အဲ့လိုမျိုးတွေကောင်းတယ်ဆိုပြီးမှပဲဇက်သိမ်းပေးလိုက်တယ်ပေါ့နော်အဲ့လိုမျိုးဟုတ်တယ်လူတွေကိုသူတို့စကားပြောတဲ့ပုံစံကိုကြည့်ပြီးတော့ကိုကနားလဲလို့ရတယ်ပေါ့နော်နားလဲနိုင်တယ်အဲ့တော့ခါကျတော့ဗီဒီယိုလေးလေးရှင်းသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလောက်မှပဲအဆုံးသတ်လိုက်ပါမယ်ကိုလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်